ဘုံတော့တပုတ်သာဆုံးသွားတယ်ရေတွင်းမရောက်သေးဘူးဗျရေတွင်းကလည်းတစ်စိတ်ဝေးတကူဘလောက်ဝေးတယ်လဲဆိုရင်ဘုံတော့နှစ်ပုတ်စာလောက်ဝေးတယ်ဗျမြမရိုးရအလူပွဲတူနွဲကြပျော်ရွှင်သွားရဲ့တူနွဲကြပျော်ရွှင်သွားရဲ့မြမရိုးရအလူပွဲတူနွဲကြပျော်ရွှင်သွားရဲ့တူနွဲကြပျော်ရွှင်သွားရဲ့အလူတကအလူမှာဒီလူဟာအမျက်ဆုံးဟုတ်အလူတကအလူမှာဒီအလူဟာအမျက်ဆုံးဟုတ်ထားလို့လူတဲ့ငါရဲ့စေရနာထားလို့လူတဲ့ငါရဲ့ကုသိုလ်ရေးပွားအလိုဗျာဒီနိဗ္ဗာန်ကိုလာရေတွင်းရောက်တာပေါ့ဗျာရေတွင်းရောက်တယ်ဆိုရင်ရေဘုံတဘုံရေဖြည့်တဘိုးလေးနဲ့ရှို့ပြီးထန့်ပြန်တော့ရေဘုံကနှစ်ဘုံအပြည့်ဆိုလေးတယ်ဗျာဒီလိုနဲ့နာရင်တနေရာအရောက်တော့အချွေစီလှမ်းကြည့်လိုက်တော့အိုးရွာဥစီရီရဲ့ထုံးတင်ကန်းဖွေးဖွေးနဲ့ကြနေရဲ့စီစာရဲ့နေအောင်ကြီးမှာကြည်ညိုစရာကောင်းလိုက်တော့ဒါနဲ့ကျွန်တော်လဲကုသိုလ်စိတ်ကလေးဝင်လာပြီးအလိုလိုပဲနှုတ်ဖျားရောက်လာတာလေးကနှိပ်ပိန်နဲ့တိတက်ကလေးပေါ့ဗျာအဝိဇ္ဇာမိတ်ကားဆိုမိတ်ဆာမျိုး